အခုရန်အောင်မှာခက်စားနေတဲ့ Insta360 Luna Ultra လေးကို unboxing လုပ်ပါမယ်ရှင်။ဒီ Luna Ultra လေးနဲ့ Pocket Full ရဲ့ video quality နှစ်ခုကိုတော့ရှင်းပြထားတာလေး wall ထဲမှာရှိပါတယ်ရှင်။အခုဒီ unboxing video လေးကိုလည်း Pocket Full လေးနဲ့ရိုက်ထားတာပဲဖြစ်ပါတယ်ရှင်။ဒီ Luna Ultra လေးอ่ะဆိုလို့ရှိရင် color နှစ်မျိုးရှိရပေါ့နော် black and white ဆိုပြီးတော့ကျမကတော့အဖြူရောင်လေးကိုကြိုက်တာမို့လို့အဖြူရောင်လေးကိုပဲမှာလိုက်တာဖြစ်ပါတယ်ရှင်အခုဆိုရင်တော့အဖြူရောင်လေးကနေရာတော်တော်များများမှာလုံးဝ stock ပြတ်နေပြီပေါ့နော်ဆိုတော့မြန်မာနိုင်ငံမှာတော့ကျမမသိပါဘူးကျမစင်ကာပူကနေမှာထားတာဖြစ်လို့ဘယ် website မှာမဆို website တော်တော်များများမှာဒီအဖြူရောင်လေးကလုံးဝ stock ပြတ်နေပါပြီဒီဟာလေးอ่ะဆိုရင် pocket full ထက်လည်းသူက size ကနည်းနည်းကြီးတယ်ပေါ့နော်သူကပြီးတော့ camera cover လေးလည်းတစ်ခါတည်းပါပြီးသားဖြစ်ပါတယ်နောက်တစ်ခုသူက pocket full နဲ့မတူတာလေးอ่ะပေါ့နော်အဲ့ဒီ screen လေးက detach လုပ်လို့ရပါတယ်ဒီဖြုတ်လို့ရတယ်ပေါ့နော်အဝေးကနေမှ control လမ်းလုပ်လို့ရပါတယ်အဲ့ဒါလေးကိုလည်းကျွန်မအရင်သဘောကျတယ်ပေါ့ဒါလေးကတော့နောက်မှ set လုပ်မယ်အခု unboxing အရင်လုပ်လိုက်ပါအောင်မယ်ဒါလေးကတော့ mice အပေါ်ကနေမှတက်တဲ့ဒီအမွှေးပွားလေးပေါ့နော်ဆိုတော့ဒါလေးကတော့ mice အနောက်မှာအင်ကြီးကိုကတ်တဲ့ clip လေးပေါ့နော်ဆိုတော့နောက်တစ်ခုကတော့ဒီ magnet ပါအင်ကြီးညှက်လို့မရတဲ့အင်ကြီးအတွက်ပေါ့ဒါကတော့ mice ပါအခုဒီ mice လေးကိုအသုံးပြုပြီးတော့မှ recording လုပ်နေတာပါရှင်ဒါလေးကတော့ကင်မရာမှာတက်တဲ့ဂျိုးပါအဲဒါ pocket full မှာလည်းပါတယ်ပေါ့နော်ဒါကတော့အာသွင်းဂျိုးပါရှင်ပြီးရင်ဒါလေးကတော့ camera cover ပေါ့နော်အဲ့အပေါ်ကအကြည့်လေးကိုတော့ဖြုတ်ခါပါတယ်ပြီးသားလို့ရှိရင်ဒါလေးကဒါလေးကတော့အောက်က extra တစ်ခုပေါ့လမ်းသူ့ရဲ့ဒီအရှိပူရှိသွားအောင်တက်တဲ့ဟာလေးပေါ့နော်ဆိုတော့ပထမ battery ထင်တာ battery မဟုတ်ဘူးเนาะဒါလေးကဒီတိုင်း extend ပုံမျိုးလေးပေါ့သူ့အောက်မှာလည်းဒီလိုပေါ့ tripod ပါတယ်ဒါပေမဲ့သူ့ tripod ကကြတော့ pocket full လို့တော့အရင် strong မဖြစ်ဘူးပေါ့နော်အခုဒီဒုတိယဒီဟာလေးကကြတော့မှ battery ပါရှင်extra battery ပေါ့နော်ဆိုတော့ pocket full မှာတော့ extra battery မပါဘူးအခုဒီမှာ Luna လေးမှာတော့ extra battery battery ပါတယ်ပေါ့နော်ဆိုတော့သူတို့ရဲ့ဒီပေါ့tripod လေးကကြတော့ pocket full က tripod ကကြတော့ပိုပြီး strong ဖြစ်တယ်ပိုပြီးကောင်းတယ်ပေါ့နော်ဒါပေမဲ့အခုဒါကလည်းထောင်လို့မရဘူးလားဆိုတော့ထောင်လို့ရပါတယ်ရှင် see you in next video bye